လာသွေးကျဲတဲ့မလေးအရွယ်လေးတွေအတွက်နူးနူးရွရွပန်းရောင်လေးနဲ့ကေလေးလုပ်နေတာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင် Hello Foodie မွေးနေ့ကိတ်နဲ့ပီဇာကပါမန္တလေးမြို့ပါရှင်ခုလုပ်နေတဲ့ကိတ်ဆိုင်လေးကတော့ရှစ်လက်မဆိုင်လေးဖြစ်ပါတယ်ရှင်မန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မိမိကအဝေးကနေပြီးတော့မွေးနေ့ကိတ်လေးတွေပို့ပေးခြင်းနဲ့ဆိုရင် profile မှာတင်ထားတဲ့နံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမာယူလို့ရပါတယ်ရှင်ကိတ်မုံလေးတွေကတော့အဝေးတည်ယူဖို့ခက်ခဲရှိတာမို့လို့ကိတ်လေးတွေပြင်ဆင်နိုင်တာမို့လို့မန္တလေးမြို့တွင်ပဲပို့ပေးပါတယ်မွေးနေ့ရှင်လေးအတွက်စိတ်ကြိုက်ဒီဇိုင်းကာလာကိတ်အမျိုးအစားsize လေးတွေရွေးပြီးတော့မှမှာပြီးပြီဆိုရင်တော့စရံအနေငယ်လွှဲထားပြီးပြီဆိုရင်မိမိအိမ်ကိုကိတ်လေးရောက်လာမှ delivery လေးကိုငွေရှင်းလိုက်လို့လည်းရပါတယ်နော်အိမ်ရငွေချေရလား COD ရလားမေးနေကြလို့ပါရပါတယ်စရံအနေငယ်တော့အရင်လွှဲထားရပါတယ်ဘာလို့လဲဆိုတော့ကိတ်လေးတွေကကိတ်မှာ happy birthday ဘာညာတာကားမွေးနေ့ရှင်အတွက်စာလေးတွေလည်း customer ရေးပေးရတယ်ဒီဇိုင်းလေးတွေကလည်းရွေးထားပြီးသားမို့လို့တခြားသူကလည်းမွေးနေ့ရှင်တခြားမွေးနေ့ရှင်ကလည်းသူတို့လိုချင်တဲ့ဒီဇိုင်းလေးတွေပဲလိုချင်တာနော်ကိုယ်တိုင်ကမှာထားပြဒီဇိုင်းကိုတခြားသူကိုရောင်းမို့ကြတော့အဆင်မပြေဘူးပေါ့နော်ကိုယ်နာမည်နဲ့မှာထားပြီးသားမို့လို့ဒါကြောင့်မို့လို့ order confirm ကိုစရံငွေဝင်ပြီးမှ order confirm လုပ်တာဖြစ်ပါတယ်ရှင်ခုကိတ်လေးကတော့ Hello Foodie မှာ3ချိန်နဲ့အထက်မှာယူဘူးတဲ့ Go customer လေးအတွက်လုပ်ပေးနေရတာဖြစ်ပါတယ် Go customer လေးတွေအတွက်ဆိုရင် 5% discount လေးလည်းရှိပါတယ်နော်ဝင်နေကိတ်မှာယူတာ10လုံးပြည့်ပြီဆိုရင်လည်းကိတ်တစ်လုံးကိုလက်ဆောင်ဖြစ်နေ10+1လက်ဆောင်လေးတွေကိုပေးနေပါတယ်ရှင်10လုံးပြည့်ပြီးတော့မှတစ်လုံးရဘူးတဲ့ customer တွေလည်း Hello Foodie မှာအများကြီးရှိပါတယ်မာယူအားပေးနေကြတဲ့ customer များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် customer အဟောင်းတွေရောအတစ်တွေရော Hello Foodie ကမွေးနေ့ကိတ်လေးမှာပြီးပြီဆိုရင်လိုအပ်ချက်တစ်စုံတရာရှိတယ်မကြိုက်ဘူးဆိုရင်လည်းပွင့်ပွင့်လင်းလင်းအကြံပြုပေးလို့ရပါတယ်နော်